အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ Cyber Security ကိုလေ့လာနေကြတဲ့သူတိုင်းမမေ့သင့်တဲ့တင်းတစ်ခုအကြောင်းကိုပြချင်ပါတယ်အဲ့ဒါကတော့ Puppet တင်ပါ Red Team Blue Team ဆိုတာကိုအားလုံးသိပြီးသားဖြစ်မယ်လို့ထင်ပါတယ်ဒါပေမဲ့ Puppet တင်ကဘာလဲဘယ်လိုလုပ်လို့လဲဆိုတာကိုမသိသေးရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါခင်ဗျာ Red Team ဆိုတာဘာလဲ Red Team ဆိုတာ hacker တယောက်ရဲ့ mindset နဲ့ system တွေကိုစမ်းသပ်ရတဲ့တင်မှာ password cracking, phishing, exploitation, social engineering အစရှိတဲ့ attack technique တွေကိုသုံးကြပါတယ်။ဟုတ်ပြီ red team ပြီးတော့ blue team ဆိုတာကရောဘာလဲ blue team ကတော့ system ကိုကာကွယ်တဲ့တင်မှာ firewall, SIM, IDS, IPS, log monitoring, accident response အစရှိတဲ့ defense လုပ်တွေကိုလုပ်ကြပါတယ်။ red team နဲ့ blue team ကိုအချင်းအပြင်သိပြီဆိုတော့ဟုတ်ပြီ Puppet တင်ဆိုတာကရောဘာလဲ Puppet တင်ဆိုတာ Red Team နဲ့ Blue Team ကိုပေါင်းထားတဲ့ concept ပါအတက်နဲ့ defense ကိုတူတူလေးလာပြီး security ကိုတိုးတက်အောင်လုပ်ကြတာပါ Puppet တင်မရှိရင် Red ကတက်လို့ပြီး report ဝဲရမှာဖြစ်တယ်လို့ Blue ကလည်းကာကွယ်ပြီးမဲ့အတက်ကိုမမြင်ရတာမျိုးဖြစ်နိုင်ပါတယ်ဥပမာ Red Team က phishing attack လုပ်တယ် Puppet တင်က Blue Team ကိုဒီမိကိုစင်းမှာဘယ်လိုဒီတက်လုပ်လဲလက်မထွက်ရင်ဘာပြင်ရမလဲအဲ့ဒါမျိုးတွေလက်ညွှန်ပေးပါတယ် Puppet တင်ရှိတာကဘာတွေပိုကောင်းလာလဲ Puppet တင်ရှိရင် detection ပုံမြင်လာမယ် flag alert တွေလည်းကြောက်ကြလာမယ် security tool ကိုလည်းအပြည့်အဝသုံးချနိုင်မှာဖြစ်ပြီး real attack တွေလည်းအဆင်သင့်ဖြစ်နေမှာပါ Puppet တင်တစ်ခုဖွဲ့ရမယ်ဆိုရင် red team ရဲ့ skill blue team ရဲ့ knowledge နှစ်ခုလုံးကိုလိုအပ်ပါတယ်Cyber Security မှာ attack ကိုသိမှ defense လည်းကောင်းနိုင်မှာဖြစ်ပါတယ်။ဒါကြောင့် Puppet တင်ကလည်းအရေးကြီးဆုံးဘိုင်းမှာပါဝင်နေတယ်ဆိုတာကိုဘိုးတုဒ္ဒအနေနဲ့ပြပေးလိုက်ရပါတယ်ခင်ဗျာ။